နောက်ထူးတဲ့သူကရောင်ကြီးဝင်းကိုမထူးတဲ့တက်ကစရုံးကြီးကောက်တင်လိုက်တယ်မှားသွားမြတ်စွာဘုရားရှင်လည်းကရုံးမယ်29နှစ်နဲ့တုံးလိုက်တဲ့ကရုံးက80တိတက်တော့80တိတစ်ခါမှထပ်မတုံးအောင်ဒါကြောင့်မြတ်စွာဘုရားရှင်ကရုံးရိတ်တဲ့တန်ကြတဲ့ဆိုတာမရှိဘူးဟုတ်ပြီနော်အဲ့တော့မှတ်တာပါမြတ်စွာဘုရားရှင်လည်းကရုံးမယ်စရုံးမဟုတ်ပါဘူးဆန်တော်နေရောင်ကြီးတော်ထွက်နေတဲ့အစုဝင်းတာဖြစ်ပါအဲ့တော့လက်ရရည်ဒီလိုခေါင်းကိုသုံးသက်လိုက်တဲ့အခါဆန်တော်ပါလာတယ်လို့ပါတယ်ဘူးဟုတ်နဲ့တော့ပြောထားတယ်ရှစ်စုလို့အတိအကျကဏ္ဍရေးမထားဘူးဆန်တော်တစုပါလာတယ်လို့လည်းမပြောဘူးဒါကြောင့်ရှစ်စုလည်းဖြစ်နိုင်တယ်ရှစ်စုထက်လည်းပိုများနိုင်ရေပုံရအနေနဲ့ပြောတာတော့ဆန်တော်ရှစ်စုလို့ပြောတာမဟုတ်ဘူးเนาะဆန်တော်တွေပါလာတယ်လို့ပဲပြောတာရှစ်စုထက်လည်းပိုများနိုင်တယ်ရှစ်စုထက်လည်းနေကောင်းနေနိုင်တယ်တို့တော့တဆူတော့မကောင်းအဲ့ဒါကိုအခုတဘောဓာတ်နဲ့ဗလီကကြီးကြီးနူးနူးပင့်သွားပြီးတဲ့အခါကျတော့မြန်မာပြည်ပြန်သွားတယ်ဟောဘုံတို့ပထမဆုံးဘယ်ကိုရောက်လဲဆိုတော့ဘော်တင်ဆုံးကိုရောက်တယ်အဲ့ဒီကနေအဆက်ရာရီတိုင်းလမ်းတစ်ကြောင်းတွန်တေးတလားအဲ့လမ်းတစ်ကြောင်းလုံးမှာစံတော်ဂျိုဖရားတွေအများကြီးတွေ့လိမ့်မယ်အဲ့ဒါပင်လယ်တွေကနေပြီးတော့ဒီဘော်တက်တယ်ပြီးတဲ့အခါရန်ကုန်မြို့ထဲဝင်တယ်ဘိုးတစ်ထောင်မှာကတ်တယ်ဘိုးတော်မှာကတ်လို့ဘိုးတစ်ထောင်နဲ့ကြိုလို့ဘိုးတစ်ထောင်ဖရားအဲ့မှာစံတော်တဆူကြံခဲ့တယ်အစ်စ်တခါအဲ့ဒီကနေပြီးတော့ဒီဘက်ကိုဆက်သွားတခါပဇွန်တောင်ရောက်တယ်ပဇွန်တောင်မှာဥက္ကလပါမင်းကြီးကအဖုံးဖွင့်ပြီးတော့မနေနိုင်လို့အဖုံးဖွင့်ပြီးတော့ကြီးညိုလို့ရွှေဘုံဖွင့်ရွှေဘုံစီတီတော့အဲ့မှာရှိတယ်အဲ့ဒီကနေမှဘုံတို့သင်္ကုတ္တရကုန်းတော်တရားမင်းရှာပေးတာအဲ့ဒီကုန်းတော်ကကကုတံကောနာကုံကတ္တဗဂေါရမဖရာလေးသူရဲ့မွေးတော်တွေကျန်တယ်ဓာတ်တော်ဆိုတာခန္ဓာကိုယ်ကနေကြတဲ့ယူတော်သားတော်သွေးတော်အဲ့ဒါတွေဓာတ်တော်လို့ခေါ်တယ်မွေးတော်ဆိုခြံခဲ့တဲ့ဟာတွေအကုန်လုံးတောင်မွေးတော်ရေစစ်တော်ရေသနုတ်တော်ရှေဖရာသုံးစုရဲ့ဒါတွေအဲ့ဒါကိုစုလေဘိုးဘိုးကြီးတို့ဘိုးတထောင်ဘိုးဘိုးကြီးတို့ကြိုက်ကတန်ဘိုးဘိုးကြီးတို့ကသိမ့်ထားသူတို့ကသရုပ်ပါတွေနတ်ကြီးတွေဖြစ်တဲ့အတွက်အသက်ရှည်တယ်သိမ့်ထားပြီးတော့ဒီဘုရားပွင့်တဲ့ကထာမနာချင်းရောက်ပြီဆိုတဲ့အခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားရှင်ရဲ့ဆံတော်နဲ့ပေါင်းပြီးတော့လေးစုတက်ပုံရွှေတကုန်းတေကုသရဂုံတော်ပေါ်မှာတရားမင်းရှာပေးတယ်အဲ့ဒီဂုံကြီးကအရင်တော့ဖျောက်ထားတာနတ်တွေကဘုရားသာနာကွယ်ပြီဆိုတာနဲ့အဲ့ဒီလိုထူးမြတ်တဲ့နေရာကိုအညစ်အကြေးတွေမထင်အောင်အစာအုပ်တွေမဆောက်အောင်အကုန်လုံးကွယ်လိုက်တာလူသားမနဲ့မမြင်ရတော့တောကြီးလိုတောင်ကြီးလိုချိုးပုတ်ကြီးတွေဖြစ်တော့ဘာမှမထင်ရှားတော့ဒါပုံအစာတရက်ဓာတ်တော်တိုင်းကျတဲ့ထက်ရှင်မယ်အဲ့ဒီဟာနော်အဲ့လိုဖုံးလိုက်ပြီးတော့သူသာသနာထွန်းလင်းမဲ့အခြေရောက်မှပြန်ပေါ်တာအဲ့မြတ်စွာဘုရားရဲ့ဓာတ်တော်တွေဒီစံတော်ရလာပြီးဆိုရှေးဘုရားရဲ့ဓာတ်တော်တွေနဲ့ပေါင်းပြီးတော့အဲ့ဒီမှာတိန်ကုသရဂုံတော်ပေါ်မှာရွှေတကုံစေတီတော်ကြီးကိုပူဇော်ပြီးဌာပနာထားတယ်ဒါဒီနေရာကနေစတဲ့သမိုင်းမြန်မာပြည်ရွှေတကုံရောက်သွားတယ်အားကြောင့်ဘုန်းဘုန်းတို့တောင်ရင်နဲ့ပြည်မှာမြတ်စွာဘုရားရှင်ရဲ့အလောင်းတော်မြတ်ရဲ့ဖြတ်ပိတ်လိုက်တဲ့စံတော်ရှိတယ်ဆူလစံသွန်းကိုဖြတ်ပြီးတော့ဆူလမုနိဆိုပြီးရှိတယ်ဖျားဖြစ်ပြီးတော့စံတော်အစ်စ်ကိုကိုးကွယ်ခွင့်ရတာမြန်မာပြည်အစောဆုံးစံတော်အစ်စ်ကမ္ဘာမြေပြင်အနှံ့မှာစံတော်အစ်စ်ကမြန်မာပြည်ကတော့ထင်ထင်ရှားရှားရှိပါကြအဲ့ဒါကြီးညိုဖို့ပါဒါပါပဲเนาะ